ကက်ကက်ကိုအသုံးပြုပြီးတော့ဗီဒီယိုထဲမှာပါတဲ့မလိုအပ်တဲ့စုညံတန်တွေကိုအမြန်ဆုံးဖျောက်လို့ရနိုင်မဲ့ one click နည်းလမ်းလေးရှိပါတယ်စိတ်ဝင်စားရဆိုရင်တော့ဒီနေ့ဗီဒီယိုတွေကိုစောင့်ကြည့်သွားပြီပါပထမဆုံးအနေနဲ့ဗီဒီယိုထဲမှာပါတဲ့ကျွန်တော်မလိုအပ်တဲ့အတန်တွေကိုဖျောက်ဖို့အတွက်ကျွန်တော်တို့ကဒီ mobile version ကနေဖြည့်ရှင်းမှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် mobile ရဲ့ PC version mobile ရဲ့ကက်ကက်ထဲဝင်လိုက်ပါမယ် PC ဆိုရင်တော့ PC version ကက်ကက် application နဲ့ဝင်ပြရမှာဖြစ်ပါတယ်ဒီမှာဆိုရင်တော့ကျွန်တော်က edit tab ကိုသွားရမယ်ပြီးရင်ကျွန်တော်ကဗီဒီယိုတွေကို creation လုပ်မှာဖြစ်တဲ့အကြောင်းမို့ new view တွေကိုနှိပ်ပေးလိုက်ပါခင်ဗျဒီမှာဆိုရင်တော့ဗီဒီယိုထဲမှာကျွန်တော်တို့ဒီစုညံတန်တွေကိုဖျောက်ချင်နေပေါ့နော်ဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်တို့က select ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်ဒီအပေါ်လေးကိုနည်းဆွဲပြီးတော့ကျွန်တော်အရင်ရက်ကအပြင်မှာရိုက်ထားတဲ့ဗီဒီယိုတစ်ပုဒ်ကိုကျွန်တော် as ပေးလိုက်ပါမယ် select ပေးပြီးတော့ as ကိုပဲနှိပ်ပေးလိုက်ပါကျွန်တော်တို့တွေဗီဒီယိုတွေဖန်တီးတဲ့အခါမှာပြင်မကဒီလိုမျိုးအတန်တွေစုညံနေလို့ဗီဒီယိုအတန်မဖျောက်ခင်ဒီ normal ပုံစံအတိုင်းပဲပေါ့နော်အဲဒီအတန်မဖျောက်ထားတဲ့ဗီဒီယိုရဲ့အတန်ပဲဖြစ်ပါတယ်အတန်ဖျောက်ချင်တယ်ဆိုရင်တော့ဒီကောင်ရောက select ပေးမယ်ပြီးအောက်လေးကိုဒီဘက်လေးကိုနည်းနည်းဆွဲလိုက်ပြီးဆိုတော့ဒီဘက်မှာကျွန်တော်တို့ဒီ reduce noise ဆိုတာရှိတယ်ပေါ့နော် reduce noise ဆိုတာရှိတယ်သူကတော့ဒီ propagation ဖြစ်တဲ့အတွက်ကြောင့်မို့ဒီ propagation အကောင့်ဖြစ်နေမှာပဲရမှာပါကောင်းလို့ကျွန်တော် on ပေးရမှာဖြစ်ပါတယ်ဆိုရင်တော့ဒီနေ့ဗီဒီယိုလေးမှာဒီလိုမျိုးပြဿနာတွေကိုအမြန်ဆုံးဖြေရှင်းလို့ရနိုင်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီအတန်ကတော့ပျောက်တော့ပျောက်သွားတယ်ဒါပေမဲ့အရင်တော့မပျောက်သေးဘူးပေါ့နော်ကျွန်တော်တို့ကလုံးဝဒီပျောက်ချင်တယ်ဆိုရင်တော့ထပ်ပြီးတော့လုပ်လို့ရတဲ့နည်းနဲ့လေးရှိပါသေးတယ်ပုံမှန်ဒီ RAW ထဲမှာရိုက်မယ်ဆိုရင်တော့ဒီ reduce noise နဲ့အဆင်ပြေတယ်အဆင်မပြေသေးဘူးဆိုရင်တော့ဒီဘက်မှာဒီ unsure voice ဆိုတာရှိတယ်ပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်ကအဲ့ကောင်လေးနဲ့တစ်ချက်ထပ်လုံးမှာဖြစ်ပါတယ်အဲ့ကောင်လေးကိုနှိပ်ပြီးတော့ခုနပုံစံလေးပဲ on ပေးလိုက်ပါဒီသူကတော့ဒီနှစ်ခုကကြတော့အရင်တော့ကကြတော့ကျွန်တော်ဒီ free version တွေဖြစ်တယ်ပေါ့နော်နောက်ပိုင်းမှာ pro version တွေဖြစ်တဲ့အတွက်ကြောင့်မို့ဒီ feature လေးကိုသုံးနေရဆိုရင်တော့ကိုယ့်ရဲ့ဒီကက်ကက်အကောင့်လေးရပါတော့ pro version ဖြစ်မှာပဲရမှာပါ pro version မဟုတ်ဘဲနဲ့လည်း free လုပ်လို့ရတဲ့နည်းလမ်းလေးရှိပါတယ် free လုပ်လို့ရတဲ့နည်းလမ်းလေးသိချင်တယ်ဆိုရင်တော့နောက်ထပ် video တွေမှာကျွန်တော်ထပ်ပြီးတော့ share လုပ်ပေးသွားဖို့တော့ရှိပါတယ်ခင်ဗျဒီနေ့ကတော့ဒါ pro အကောင့်နဲ့ဆံပြပေးထားတာပါဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်တို့ဗီဒီယိုတွေဖန်တီးတဲ့အခါမှာမလိုအပ်တဲ့စုညံတန် background တန်တွေကိုအမြန်ဆုံးဖျောက်လို့ရနိုင်မယ့်နည်းလမ်းကောင်းလေးပဲဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်ကက်ကက်ထဲမှာပါတဲ့ reduce noise ဆိုတဲ့ function လေးကိုသုံးပြီးတော့စမ်းပြပေးခဲ့တာဖြစ်ပါတယ်အဆင်ပြေကြလိမ့်မယ်လို့လည်းထင်ပါတယ်နောက်နေ့ဗီဒီယိုလေးမှာကြောတူတူပြန်လည်ပြီးတော့ဆုပ်လို့ကြပါအောင်မယ်ခင်ဗျ